iPhone 13ဝယ်ကိုင်မယ်ဆိုလို့ရှိရင်ကြည့်ထားတဲ့ချက်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Apple Seller YouTube Channel လေးကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာတော့ iPhone 13ဝယ်ကိုင်မယ်ဆိုတဲ့ customer တွေတိကျကြည့်ထားတဲ့အချက်လက်လေးတွေကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ဗျ။အခုကျွန်တော်ရဲ့ YouTube Channel လေးကို like and subscribe လုပ်ရသေးလို့ like and subscribe လေးလုပ်ခဲ့ပြီးပါဦးဗျ။ကျွန်တော်ရဲ့ YouTube Channel လေးရဆိုလို့ရှိရင် iPhone second hand တွေကိုကျွန်တော်တို့ compare လုပ်တဲ့ video လေးတွေတင်ပေးရနောက်တစ်ခုကကျွန်တော်တို့ဒီလို model လိုက်ပေါ့နော်ကျွန်တော်တို့တိကျတဲ့အချက်လက်လေးတွေကိုကျွန်တော် video လေးတွေကိုတင်ပေးမှာဖြစ်လို့ကျွန်တော်တို့ like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ကြပါနဲ့ဗျ။ Okayဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်မယ် iPhone 13 iPhone 13ကကျွန်တော်တို့ screen size လေးက 6.1 inch ရှိပါတယ်เนาะ screen size 6.1 inch ရှိတဲ့ကြောင့်မလို့ကျွန်တော် 1Z မှုကန်တဲ့ customer တွေအတွက်တော်တော်လေးကိုကျွန်တော်အဆင်ပြေပါတယ်ဟုတ်ပြီဒါနောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါပေါ့เนาะဒီ display ကတော့ကျွန်တော်တို့ 80 ကကျွန်တော်တို့ display ကိုအသုံးပြုထားတယ်ကျွန်တော်တို့ OLED display ဖြစ်လို့ကြောင့်မလို့ရုပ်ထောက်ပိုင်းနဲ့ကင်မရာပိုင်းတော်တော်လေးကိုကောင်းတဲ့နာကိုတွေ့ရမှာဖြစ်ပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ကင်မရာကတော့12 megapixel ultra wide ရယ် wide ရယ်ဆိုပြီးတော့နှလုံးပါမှာဖြစ်ပါတယ်ဗျဗီဒီယိုလေးတွေကတော့ 4K 60 fps လေးနဲ့ဖန်တီးလို့ရမှာဖြစ်ပါတယ်။ဟောရိုက်ချင်တဲ့ customer တွေအတွက်လည်း12 megapixel တော်တော်လေးကောင်းပါတယ် iPhone ကင်မရာကြီးเนาะ။အခုကတော့ကျွန်တော်တို့ OS version 15နဲ့မိတ်ဆက်ထားတယ်လက်ရှိ iOS version နောက်ဆုံး26နောက်ဆုံး version နဲ့ရပါတယ်။ Bionic chip မှာဆိုလို့ရှိရင် A15 Bionic chip ကိုအသုံးပြုထားတဲ့ကြောင့်မလို့ကျွန်တော် update တော့ရတယ်အရင်ကပေါ်ပါတော့လည်းမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါဘောเนาะဒီ GPU ကတော့ကျွန်တော် 4 core graphic ကိုအသုံးပြုနေထားပါတယ်ဗျ။ Okay ကျွန်တော်ဒါဆို battery mAh လေးကကျွန်တော်တို့3200ကျော်ပါပါတယ်ဗျ3200ကျော် battery mAh ကကျွန်တော်တို့ social ဘိုင်းမှာသုံးမယ်ဆိုရင် daily use သုံးဖို့တော့တော်တော်လေးကိုအဆင်ပြေပါတယ်ခင်းစားမယ်ဆိုတော့ daily use ကတော့လုံးဝအဆင်မပြေနိုင်ပါဘူးဗျာနော်နောက်တစ်ခုကတော့ကျွန်တော်တို့ OS version 15နဲ့မိတ်ဆက်ထားပြီးလက်ရှိမှာ26 GB ကိုကျွန်တော်တို့ရပါတယ်ဗျာနော် Okay ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့ဗီဒီယိုလေးကရုပ်ရှင်ပါတယ်ကျွန်တော်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုလို့ရှိရင်ဖုန်းမှာပါတဲ့ပမာဏနဲ့ကိုသုံးတဲ့ပမာဏကိုတွက်ချက်ပြီးဝယ်ပို့ပြီးတော့ကိုက်ညီပါတယ်ဗျဘယ်သူကဘာကောင်းလဲပြောတာထားဖို့ပေါ့နော်လက်ရှိဒီနေ့ကျွန်တော်ပြပြပေးသွားတဲ့မှာဆို iPhone 13 iPhone 13ရဲ့ screen size လေးက 6.1 inch ရှိတယ်ဒါကြောင့် screen size အရင်ကြီးမှတက်တဲ့ customer တွေလုံးဝအဆင်မပြေဘူး 1Z မုတ်အတွက်သုံးမယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကပေါ့ပေါ့သုံးနေတဲ့ customer တွေအတွက် aluminum frame ဖြစ်ပြီးတော့အဆင်ပြေတယ်ပြီးတော့ OLED display ကိုသုံးပြထားတယ် OLED display သုံးပြထားတဲ့ကြောင့်မလို့ကင်မရာပိုင်းနဲ့ရုပ်ထောက်ပိုင်းတော်တော်လေးကိုကောင်းမှန်တွေ့ရတယ်နော်နောက်တစ်ခုကကျွန်တော် battery mAh က3200ကျော်ပါတဲ့ကြောင့်မလို့ကျွန်တော်တို့ daily use သုံးမဲ့ဥစ္စာကိုကျွန်တော်တွက်ချက်လို့ရပါပြီဗျာ battery mAh လေးတည်ရတဲ့ကြောင့်မလို့ social ပိုင်းသုံးရင် daily use ရတယ်ပေါ့နော်အဲမျိုးလေးတည်ပါလိနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဟိုhub ပေါ့နော်ဟန်ကတော့ကျွန်တော်တို့အဓိကဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒီ game သမားတွေပဲတွက်တာပေါ့နော်ဒီကောင်တော့ CCF ပဲရတယ်ကျွန်တော်100ရရမှတဲ့ကာစမာတွေတွက်ဆိုလို့ရှိရင်ဒီကောင်လေးနဲ့အဆင်မပြေဘူးဒါမျိုးလေးတွေပေါ့နော်တွက်လို့ရပါတယ်ဒီကောင် game ကစားလို့ကစမှုဖြစ်တယ်ဒါမျိုးခုနကပြောတဲ့ hash တွက်ပြီးတော့ကစားရဲ့ကာစမာတွေတွက်ဆိုတော့မပြေဘူးပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာเนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ဒီလိုမျိုးတစ်လုံးချင်းရဲ့ဟိုအချက်လက်လေးတွေနဲ့ကျွန်တော်ဗီဒီယိုလေးတွေတင်ပေးအောင်နောက်ထပ်တစ်ပြီးတော့ကျွန်တော် comment လုပ်တဲ့ဗီဒီယိုလေးတွေလာအောင်ပါဗျာကျွန်တော်ရဲ့ account လေးကို YouTube channel လေးကို subscribe မလုပ်ရသေးဘူးလို့ subscribe လေးလုပ်ပြီးတော့လည်းအားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ